အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့တော့ကြပြဆရာယိုးနီရဲ့ရန်ကုန်မှာပြန်ဆုံမယ်ဆိုတဲ့ကြပြကိုရွတ်ပြခြင်းပါတယ်ခင်ဗျာရန်ကုန်မှာပြန်ဆုံမယ်ကြီးတဲ့ထက်ခလောက်ထားတဲ့နှင်းစီတွေပွင့်ပြီးရောက်ဖရေလက်ဖက်ရည်ဆိုင်ဒေါင်ဝိုင်းကရေတံတွေအတွက်ငါတို့ပြန်ဆုံမှဖြစ်မယ်လမ်းထိပ်အုပ်ခုံကဂီတာဝိုင်းအတွက်ငါတို့ပြန်ဆုံမှဖြစ်မယ်ငါတို့ရဲ့မျိုးဆက်လွတ်လပ်ခွင့်အတွက်ငါတို့ရဲ့လွတ်လပ်မှုကိုပေးထားပြီးပြီပဲငါတို့အတန်ကိုအလံတွေလိုလွှင့်ဖို့အမေခြေဘွားရပါတဲ့ပိတ်စလေးလဲနွမ်းမီအမေခြေအစုံကိုဥခိုက်ဖို့ငါတို့နှစ်ဖူးတွေတင်းထားမှစန့်လက်စသပင်တွေဖိထားမှရောက်ဖရေဒီမှာစုံရမယ်တောင်တန်းကစီးခဲ့မြေပြန့်ကစီးခဲ့တနိုင်ငံလုံးပွင့်ခဲ့သမျှရနတ်ဟာရန်ကုန်ကိုရောက်လာတောင်တန်းပြည်မတသားတဲ့ကြဖို့ငါတို့ရန်ကုန်မှာစုံရမယ်